ဗိုလ်ချုပ်အောင်ဆန်းကိုလုံးကြံမိတဲ့အချိန်မှာဦးစောနဲ့အပေါင်းပါတွေကဘာရှစ်လုပ်ခဲ့ကြတာလဲမြန်မာနိုင်ငံရဲ့နိုင်ငံတော်လုံးကြံမှုကြီးလို့ပြောလိုက်တာ1940ခုနှစ်ဒါဇူလိုင်လ19ရက်နေ့ရဲ့ဒါမိနစ်ပိုင်းမှာဖြစ်ပျက်ခဲ့ကြတဲ့ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်အာဇာနည်ခေါင်းဆောင်9ဦးတို့ဒါလုံးကြံခံလိုက်ရတဲ့အချိန်အထိပဲဒါလူတော်တော်များများသတိထားမိကြပါတယ်ဒီပိတ်ခတ်မှုကြီးပြီးသွားတဲ့နောက်မှာတော့ဒါတရားခံတွေကဘယ်အောင်သွားတာလဲဦးစောကရောဘာလို့နေခဲ့တာလဲဆိုရဲဒါစိတ်ဝင်စားစရာမေးခွန်းတွေရှိလာပါတယ်ဟုတ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ဒါဇူလိုင်လ19ရက်နေ့ရဲ့ဒါနောက်ပိုင်းချိန်တွေမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေနဲ့ဂလိုဦးစောရဲ့ဒါစိတ်ကူးနဲ့လက်တွေ့ကွာခြားခဲ့ရတဲ့ပုံတွေကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့စစ်ကြည့်လိုက်ရအောင်ပါဒီလုံးကြံမှုကြီးမဖြစ်ခဲ့တဲ့နေ့အလိုဒါ1946နှစ်ဦးပိုင်းမှာဒါဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဘီယေခံစာတော်မတ်စမစ်ကိုဒါရေးဖွဲ့ခဲ့တဲ့စကားတစ်ခုရှိပါတယ်အမျိုးသားကောင်းဆောင်ဆိုတဲ့သူတွေကဘလောက်ကြာခက်တယ်ဒီနိုင်ငံမှာတော့တိတ်ကြာခက်မယ်မထင်ပါဘူးသူတို့မှရန်သူတွေကတိတ်များတော့တယ်အသက်ရှင်နေဖို့3နှစ်ဆိုတာအများဆုံးမျှော်လင့်ရတာပဲကျွန်တော်အတွက်ကတော့နောက်ထပ်16လထိပိုနေရဖို့တွေ့မထားပါဘူးဆိုပြီးတော့ဒါဘီယေခံရှိမှရေးဖွဲ့ခဲ့ပါတယ်ဒီလိုပြောပြီးတော့တိတ်မကြလိုက်ပါဘူးဒါ1940ခုနှစ်ဒါဇူလိုင်လ19ရက်နေ့အရောက်မှာဗိုလ်ချုပ်အောင်ဆန်းပါဝင်တာအာဇာနည်ခေါင်းဆောင်9ဦးကဒါမတမန်သူတွေလက်ချင်တဲ့ဘဝတစ်ပေါက်ကိုကူးပြောင်းသွားခဲ့ရပါတယ်ဒီလုံးကြံမှုကြီးကိုရည်ရွယ်ချက်ရှိနဲ့လှုပ်ဆောင်ခဲ့တာတော့ဂလိုဦးစိုးလို့လူသိများတဲ့ဒါနိုင်ငံရေးသမားဗီဒစခေတ်ကဒါနိုင်ရေးဝကြီးချုပ်ဟောက်တယောက်ပဲဖြစ်ပါတယ်ခေတ်သမိုင်းကိုပြန်လည်ရရင်သူကဘွဲတောင်များခဲ့ပဲတဲ့ဒါဗီဒစနိုင်ရေးဝတယောက်ဖြစ်လာခဲ့တဲ့သူပါသူခေတ်ကောက်ခဲ့တဲ့အခြေတွေတော့ဆိုတော့ကိုပိုင်လီရေးတွေကိုပိုင်သတင်းစာတိုက်တွေနဲ့ဒါမြန်မာနိုင်ငံရေးလောကရဲ့ဒါဒိတ်ဒိတ်ကျခေါင်းဆောင်တယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကန်တရားအကြဖက်ကိုရောက်လာတဲ့အခါလဲကြာရောဒါမြန်မာနိုင်ငံရေးလောကမှာအဆိုးရွားဆုံးဆိုတဲ့လုံးကြံမှုကြီးကိုလုပ်ခဲ့မိပြီးတော့မြန်မာသမိုင်းမှာနာမည်ဆိုးနဲ့ကြံရည်ခဲ့တဲ့ဒါတရားခံတရားဖြစ်ခဲ့ရပါတယ်တကယ်လဲသူကဒီလိုလုံးကြံဖို့အကွက်ကြစီမံခဲ့တာပါဒီအလုံးမှာကိုထိလေးရောက်ဝေပါခဲ့တဲ့သူတွေတောင်မှဒါဒီအစီအစဉ်ကိုအသေးစိတ်မသိခဲ့ရပါဘူးသူ့လူယုံတွေကိုတင်နှက်တွေနဲ့လေ့ကျင့်ခိုင်းတဲ့အချိန်မှာလဲဒါသူ့ရဲ့အဓိကရည်ရွယ်ချက်ကအင်္ဂလိပ်အစိုးရရဲ့ဘဏ်တစ်ခုကိုမျှဝေတိုက်ဖို့အတွက်ဆိုပြီးတော့အစီအစဉ်တွေပါတွေအောင်ဆွဲပြခဲ့ပါသေးတယ်တကယ်လုံးကြံမဲ့နေ့ကိုမရောက်ခဲ့တညအလိုဒါဇူလိုင်လ18ရက်နေ့ကိုရောက်တဲ့အခါကျမှပဲဓမြတိုက်ဖို့ထက်ပိုအရေးကြီးတဲ့ဒါအစီအစဉ်အသက်တစ်ခုပေါ်လာတဲ့အကြောင်းနဲ့ဒီအစီအစဉ်သာအောင်မြင်ခဲ့ရတာမြန်မာနိုင်ငံရေးလောကမှာခေတ်သစ်ပေါ်မဲ့အကြောင်းကိုဒါဦးစောကခေါ်ပြောခဲ့ရဆိုပြီးတော့တေတံကနေပြီးတော့ဒါပြည်တံဆော့ပေါ်ပေးခြင်းကိုခံခဲ့ရတဲ့ဒါကုတုခကဒါဇာကြောင်းပြန်ပြောပြခဲ့တာတွေရှိပါတယ်ပြီးတော့ဒီလုံးကြံမှုကြီးမဖြစ်ခင်ညမှာဒါဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးတွေ့ခဲ့တဲ့သူကတော့ဦးနုပါဒီအကြောင်းအရာတွေကိုဒါဦးနုရဲ့တာတီစနေသားစာအုပ်မှာရေးပြထားတာတွေကတော့ဦးနုအင်္ဂလန်ကနေပြီးတော့ရန်ကုန်ပြန်ရောက်လာတဲ့အချိန်ဇူလိုင်လ18ရက်နေ့ညပိုင်းမှာဒါဗိုလ်ချုပ်အောင်ဆန်းကဦးနုရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ဒီမှာပဲဒါဗိုလ်ချုပ်အောင်ဆန်းကိုဒါဝကြီးချုပ်တော်ကိုလွဲပြောင်းပေးဖို့ဒါအင်္ဂလိပ်အစိုးရကစီစဉ်နေတဲ့အကြောင်းဗီဒီယိုဝကြီးချုပ်အီတလီကမာလိုက်တဲ့အကြောင်းဒါဦးနုကနေပြီးတော့ဒါဗိုလ်ချုပ်အောင်ဆန်းကိုပြောပြပါတယ်ဒီလိုနဲ့သူတို့စကားဆက်ပြောပြီးတနားရီလောက်ကြာတဲ့အခါမှာတော့ဒါဗိုလ်ချုပ်အောင်ဆန်းပြန်သွားခဲ့ပါတယ်ဒီအကြောင်းအရာတွေကိုဗုဒ္ဓအလိုတော်ရပြောရမယ်ဆိုရင်ဦးနုနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ရည်စက်ကဒီဘဝမှာဒီမြောက်ပါပဲလို့ဆိုပြီးတော့ဦးနုရဲ့တာတီစနေသားစာအုပ်မှာရေးသားမှတ်တမ်းတင်ထားတာတွေရှိပါတယ်ဒီလိုနဲ့နောက်တစ်နေ့ဒါဇူလိုင်လ19ရက်နေ့ကိုရောက်တဲ့ခါကျတော့မြန်မာသမိုင်းမှာအဆိုးအဆုံးနိုင်ငံတော်လှုပ်ရှားမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီလှုပ်ရှားမှုမှာအဓိကပက်ခတ်ခဲ့တဲ့သူတွေကတော့ဒါဦးစောရဲ့လူယုံတွေဖြစ်တဲ့မောင်စိုးတစ်နေတာမောင်စိန်နဲ့ဒါရန်ကြီးအောင်တို့ပဲဖြစ်ပါတယ်ဒီလူတွေကိုကားမောင်းပြီးပို့ပေးတာတော့ဒါမောင်ဒုက္ခနဲ့ဒါခင်မောင်ရီတို့ပဲဖြစ်ပါတယ်။ဗော်ကြီးများရုပ်ရဲ့ဂိတ်မှာစောင့်နေပေးခဲ့တဲ့သူကတော့ဒါမောင်နီလို့ခေါ်ပါတယ်။သူတို့ခေတ်တော့ကြတော့ဒီဟာကိုအတွဲဝေါ်များရုပ်လို့ခေါ်တယ်ဗျ။နောက်ပိုင်းကျမှပဲဒါဗော်ကြီးများရုပ်လို့ပြောင်းလဲခေါ်ခဲ့တာပါ။နောက်ဆုံးတစ်ယောက်ကတော့ဒါဖော်ကောက်ဘာညောလို့လူသိများတဲ့ဦးစောရဲ့လူယုံတော်တစ်ယောက်ပါ။သူ့ရဲ့အဓိကတာဝန်ကတော့ဒါနောက်တစ်ချိန်မှာဒါဗော်ကြီးချုပ်ဖြစ်လာမဲ့ဦးနုကိုအပြတ်ဆေးပေးဖို့ပါပဲ။ဒီမှာကန်ကောင်းတာတစ်ခုကတော့ဒါသူတို့လှုပ်ကြံမဲ့ချိန်မှာဒါဦးနုကဗော်ကြီးများရုံမှာရှိမနေခဲ့ပါဘူး။ဒီမှာတခုရှိတာတရားခံတွေကထွက်လာတော့ကလေဒါဦးစောရဲ့အိမ်ကနေပြီးတော့ထွက်လာခဲ့သလိုပြန်သွားတော့လေဒါအင်အားကန်ဆောင်မှရှိတဲ့ဒါဦးစောရဲ့နေအိမ်ကိုပဲဒါတက်တက်မဲ့မဲ့ပြန်သွားတာပါထူးဆန်းတာရန်ကုန်လူစီကားတဲ့မြို့ကြီးမှာဒါမြန်မာနိုင်ငံလုံးကနေပြီးတော့ဒါအမျိုးသားကောက်ဆောင်ပြီးတတ်မှတ်ထားတဲ့ဒါဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့သူကိုဒီလိုမျိုးပေါ်ပေါ်တေးတေးလှုပ်ချန်ခဲ့တာဒါဘသူအာကူနဲ့လဲဆိုရဲဒါစဉ်းစားစရာမိခိုးလေးတစ်ခုရှိလာပါတယ်ဒီရှယ်တွေတော့ဦးစောဆိုတာလဲဘရင်ခံလဲမဟုတ်ဝကြီးချုပ်တယောက်လဲမဟုတ်ပါဘူးဒီလိုနဲ့ပဲဒါဝကြီးများရုပ်ကနေပြီးတော့ပြန်လာကြတဲ့သူ့တပည့်တွေကိုဒါဦးစောကနေပြီးတော့ထွက်ကြိုခဲ့ပါတယ်ဒီလိုထွက်ကြိုတာကိုလည်းဒါသူ့အိမ်နေချင်းနိုင်ငံခြားသားတွေကမြင်ကြပါတယ်ဒီချိန်မှာဦးစောတိုင်ခဲ့တာဒါဝကြီးချုပ်ဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းကိုဆက်ပိတ်ပြီးတဲ့အခါကျတော့ဒါသူကိုယ်တိုင်ဝကြီးချုပ်တယောက်ဖြစ်လာမယ်ဆိုတာမျိုးပါတကယ်တမ်းကျတော့သူထည့်တယ်လို့ဖြစ်မနေခဲ့ပါဘူးဗိုလ်ချုပ်ရဲ့နေရာမှာဒါဦးစောကိုခတ်လိုက်မယ်ဆိုရင်ဒါမြန်မာတပြည်လုံးကဒုက္ခရောက်သွားမယ်ဆိုတော့ဒါအစိုးရအဖွဲ့ဝင်တွေကသိနေခဲ့ပါတယ်
သူနိုင်ရဲဝ်ဖြစ်ခဲ့တဲ့အချိန်တွေကလည်းသူ့အာဏာကိုသူ့ကိုယ်ကျိုးတွေဘယ်လောက်ထိအသုံးချခဲ့လဲဆိုတော့ဒါနိုင်ငံရေးလောကကသူတိုင်းသိကြပါတယ်ဒါကြောင့်မို့လို့ဗိုလ်ချုပ်အောင်ဆန်းရဲ့နေရာမှာဒါသခင်တို့ကိုအစားထိုးခတ်အပ်ကြမယ်ဆိုပြီးတော့ဖာရှားပါလာဖွဲ့ချုပ်ကနေပြီးတော့ဒါကန့်ကွက်သူမရှိထောက်ခံပေးခဲ့ကြပါတယ်ဒါကြောင့်မို့လို့သခင်တို့လည်းဘေးခန့်စီကနေပြီးတော့ဒါဝေါ်ကြီးချုပ်ရာထူကိုလက်ခံပေးဖို့နဲ့အစိုးရအသစ်တရက်ကိုဖွဲ့စည်းပေးဖို့ဒါတာဝန်ပေးခြင်းကိုခံခဲ့ရပါတယ်ဝေါ်ကြီးချုပ်ရာထူကိုအိမ်မက်မဲ့ပြီးတော့အောက်ဘက်ခံနေကြတဲ့ဒါဦးစောတို့အဖွဲ့လည်းညနေပိုင်းရောက်မှဖမ်းဆီးခံခဲ့ရပါတယ်ဒီမှာပဲဒါဦးစောရဲ့ဝေါ်ကြီးချုပ်အိမ်မက်လည်းပြည့်စည်ခဲ့ရပါတယ်ဟုတ်ပါတယ်ဒါတွေကတော့1940ခုနှစ်ဒါဇူလိုင်လ19ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ဒါပတ်သက်နေတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကျွန်တော်အာဇာနည်နဲ့ကိုဂုဏ်ပြုတဲ့အနေနဲ့တိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်အစိုးရကြည့်စုပေးတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်ထုံးစံတိုင်းပဲစုံဖတ်ပါလက်တွေပါမှာတို့ချပါဒါတွေကအကျိုးရှိပါတယ်ကျေးဇူးတင်ပါတယ်